ယန်းသီးတွေကိုကြက်ဥထည့်ပြီးဗီဒီယိုတွေကလိုချက်လိုက်ရင်ဒီလောက်တောင်အရသာရှိသွားမယ်ဆိုတာထင်ထားမှမဟုတ်ဘူးဒီလိုလုပ်နည်းကိုတက်သွားကြတဲ့ကအင်္ဂါလူတွေကအမြဲတမ်းဒါပဲလုပ်ကြွေးဖို့တောင်းဆိုကြတယ်ဘယ်လိုလုပ်ရတယ်လဲဆိုတာအတူတူကြည့်လိုက်ရအောင်အရင်ဆုံးလက်ဆက်တဲ့ခရမ်းသီးနှလုံးကိုအခွန်နွားပါအခွန်နွားပြီးရင်အရှည်လိုက်အရင်လီပြီးရင်အချောင်းလေးတွေထပ်လီပြီးနောက်ဆုံးမှအတုံးလေးတွေဖြန့်လီပေးပါစားတစုံနဲ့ရှာလကားရည်အဖြူတစုံထည့်ပါပြီးရင်ခရမ်းသီးတွေမြုပ်သွားတဲ့အထိရေထည့်ပြီးတမအောင်မှွေပေးပါခရမ်းသီးတွေကိုစားရည်ထဲမှာ10မိနစ်လောက်စိမ်ထားပေးပါဒါမှခရမ်းသီးတွေမဲသွားတာကိုကာကွယ်နိုင်မှာပါကြက်ဥနှလုံးကိုလည်းဖောက်ထည့်ပြီးတမအောင်ခောက်ပေးထားပါ sauce အတွက်ကတော့တကြားတစုံရှာလကားရည်အဖြူဇွန်းဝက်ပဲငံပြားရည်အကြည်ဇွန်းဝက်စားတစုံခရမ်းချင်သီး sauce တစုံနဲ့ရေတပကံလုံးအပြည့်ထည့်ပြီးတမအောင်မှွေထားပါခရမ်းသီးတွေရေစိမ်ပြီးရင်လက်နဲ့အားရပါရညှစ်ထုတ်လိုက်ပါပြီးရင်ကြက်ဥတွေလောင်းထည့်ပြီးနှံ့အောင်မှွေပေးပါဆက်လက်ပြီးပြောင်းကုန်မှုန့်နှစ်စွန်းထည့်ပြီးတမအောင်နေပေးပါခရမ်းသီးတုံးလေးတိုင်းမှာပြောင်းကုန်မှုန့်တွေကတ်သွားအောင်လုပ်ပေးပါဒီလိုအနေထားလေးရောက်ရင်ကြော်လို့ရပြီနော်စီကိုအပူပေးပြီးခရမ်းသီးတွေထည့်ကြော်ပါအပြင်သားလေးတွေတင်းလာတဲ့အထိစောင့်ပြီးမှဖြည်းဖြည်းချင်းလှန်ပေးပါခရမ်းသီးတွေကြော်ရင်းနဲ့ရွှေအိုရောင်တန်းပြီးကြွလာပြီဆိုရင်ဆယ်ပြီးစီစစ်ထားပါချစ်ခင်ရတော့ကြည့်ရှုသူတို့ရေချစ်တော်တို့ရဲ့ကံကောင်းခြင်းတွေယူဆောင်ပေးမဲ့လက်လေးတွေနဲ့ like and share လေးတွေနှိပ်ပေးကြပါအောင်နော်တကယ်ကိုကျေးဇူးအများကြီးတင်ပါတယ်ဟိုအစ်စ်တစ်ခုတည်းကိုစောစောကဆက်ထားတဲ့ချိုချင်း sauce တွေလောင်းထည့်ပြီးမီးပြင်းပြင်းနဲ့တဲပါ sauce တွေအိုးမကတ်အောင်မှွေပေးရင်ပြစ်လာတဲ့အထိစောင့်ပါ sauce တွေပြစ်လာပြီဆိုရင်ကြော်ထားတဲ့ခရမ်းသီးတွေထည့်ပြီး sauce တွေခရမ်းသီးမှာအနှံ့ကတ်သွားအောင်အမြန်မှွေပေးပါနောက်ဆုံးမှာနှမ်းဖြူလေးတွေဖြူပေးပြီးထပ်မံဓမ္မအောင်မှွေပေးလိုက်ရင်ကျွတ်ကျွတ်ရွရွနဲ့ချိုချင်းရတာရှိတဲ့ခရမ်းသီးကြော်လေးရပါပြီအနံ့လေးရရင်ဖုံးကိုကိုက်မိမှာဆိုလို့တက်တာ